အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လွန်ခဲ့တဲ့19လောက်ကဖြစ်ပွားခဲ့တဲ့မြန်မာရွှေပြောင်းလုပ်သားတွေအတွက်ဘယ်တော့မှမေးလို့မရနိုင်တဲ့ကြေကွဲစရာအဖြစ်အပျက်တစ်ခုအကြောင်းကိုပြန်ပြောပြခြင်းပါတယ်ဒါကတော့မြန်မာအလုပ်သမား54ယောက်ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တဲ့အေးခန်းကုန်တင်ကအမှုကြီးအကြောင်းပဲဖြစ်ပါတယ်ရှင်ဒီအဖြစ်အပျက်က2008ခုနှစ်ဧပြီလ9ရက်နေ့ညမှာစတင်ခဲ့တာပေါ့နော်ထိုင်းနိုင်ငံရနန်းခရိုင်ကရဲစခန်းကိုတရင်တစ်ခုဝင်လာခဲ့တဲ့ရွာတရွာသားចောင်းရှိမှာအေးခန်းကုန်တင်ကားကြီးတစ်စီးကိုလူမရှိဘဲရပ်ထားတယ်ဆိုပြီးတော့ပေါ့ဂျာနဲ့အာနာပိုင်တွေကတွားစစ်ဆေးပြီးကားတကားကိုဖွင့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမမြင်ချင်လောက်တဲ့မြင်ကွင်းမျိုးကိုကြုံတွေ့ခဲ့ရပါတယ်။ကျင်းမြောင်းလာတဲ့ကားပုံးထဲမှာယာနဲ့ချီတဲ့မြန်မာအလုပ်သမားတွေရဲ့ခနာကိုယ်တွေဟာထက်ချက်မကွာပြည့်ကျက်နေခဲ့တာပါ။တချို့ကတော့အသက်ရှူတန်တဲတဲလေးကြားနေရတော့ပဲ။ဒါပေမဲ့လူ54ယောက်ကတော့အသက်မရှိတော့ဘူးလေ။အဲ့ဒီထဲမှာအမျိုးသား18ယောက်နဲ့အမျိုးသမီး39ယောက်ပါဝင်ခဲ့ပြီးသူတို့အားလုံးကစီးရဲတွင်းကနေလွတ်မြောက်ချင်လို့ဖူးခတ်မှာအလုံးလပ်ဖို့ဆိုတဲ့မျိုးလင်းချက်လေးနဲ့တရားကိုထိုင်းဘက်9000စီပေးပြီးလိုက်လာခဲ့ကြတာပါရှင်။အသက်ရှင်ချက်ရဲသူတရားရဲ့ပြောပြချက်အရဆိုရင်ပေါ့နော်။ကားဆက်ထွက်တုန်းကတော့အထဲမှာအင်းနေပြီးအသက်ရှူလို့ရသေးတယ်တဲ့။ဒါပေမဲ့ခဏကြတော့လူတွေကိုကားထဲအဖြစ်ထပ်ထည့်လာခဲ့တာပေါ့။ကားထွက်ပြီးမိနစ်20လောက်အကြာမှာပဲအထဲကအဲကွန်းကရက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာလေတွေကပူပြီးအသက်ရှူလို့မရတော့အောင်ကိုကြံ့ညက်လာခဲ့တယ်လေ။အထဲကလူတွေကအသက်ရှင်ဖို့အတွက်ကားတန်ကားကိုအဆက်မပြတ်ထူပြီးအကူအညီတောင်းခဲ့ကြမိမယ်။ကားမောင်းသူကတော့မကြခဲ့ပါဘူး။မိနစ်40နီးပါးလောက်ကြာထွက်တဲ့အခါမှာတော့လူတွေဟာအားနေပြီးတယောက်ပြီးတယောက်လဲကြကုန်ကြတော့တာပဲတချို့ဆိုရင်အသက်မထွက်ခင်လေးအထိကားတန်ကားကိုအားတင်ကြီးထူးနေခဲ့ကြသေးတယ်တဲ့တကယ်ကိုရင်နာဖို့ကောင်းပါတယ်နောက်ဆုံးမှာတော့ရင်မောင်းကတကားခောက်တန်ကိုကြားသွားပြီးကားကိုចောင်းရှိမှအမြန်ရက်ကထွက်ပြေးသွားခဲ့တယ်ဒါပေမဲ့တစ်မကြခင်မှာပဲသူအဖမ်းခံခဲ့ရပါတယ်သူ့ရဲ့ထွက်ဆိုချက်အရသူကဒီအလုပ်သမားတွေကိုဖူးခစ်ကိုပို့ပေးဖို့ထိုင်းပွဲစားတယောက်ကငားခဲ့တာဖြစ်ပြီးဒီအလုပ်အတွက်ပတ်83ရက်ခဲ့တယ်လို့ဆိုပါတယ်ရဲတွေကဒီအမှုရဲ့နောက်ကွဲကတရားခံတွေကိုဆက်ပြီးစုံစမ်းခဲ့ရမှာတော့ကားပိုင်ရှင်နဲ့ပွဲစားအပါအဝင်တရားခံ3ယောက်ကိုထပ်ပြီးဖမ်းမိခဲ့ပါတယ်ဒီအဖြစ်ဆိုးကြီးကိုထိုင်းနိုင်ငံသမိုင်းမှာအကြီးမားဆုံးသောအလုပ်သမားဆိုင်ရာကြေကွဲခွက်ဖြစ်ရဲ့အဖြစ်မှတ်တမ်းတင်ခဲ့ကြတယ်နော်တကယ်တော့လေတေဆုံးသွားခဲ့တဲ့အသက်54ခုဟာတေချင်းတရားငနေထပ်ပြေးခြင်းခဲ့တာမဟုတ်ပါဘူးသူတို့ကစင်ရမွဲတေမှုကနေပဲလွတ်မြောက်ခြင်းခဲ့ကြတာပါဒီအဖြစ်ပြက်လေးကိုပြန်လည်မြောက်ဝေရင်းနဲ့အလားတူအဖြစ်ဆိုးတွေထက်မဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ရှင်